ဖြစ်စေချင်တာပေါ့ကွယ်မူလကတော့မဖြစ်တော့ပါဘူးမူလမဖြစ်တော့ဘူးဆိုတာဘာလို့ခုနေခါပယံဆရာကြီးနဲ့ပိတုကဆရာကြီးကအဲ့ဒီပုံမှန်တိုင်းဘယ်သူမှမလုပ်နိုင်ဘူးနော်အဲ့တော့ဖြစ်တော့ဖြစ်စေချင်တာပဲကိုဖရားပုံမှန်တိုင်းကတော့မဖြစ်လာတော့ဘူးဆိုတာလည်းအမေကြီးသိအဲ့ဒီတယောက်ဆိုဘုမရမစားဘူးတကဘာလုံးကပြန်လဲပြောခွန်လာပြောတယ်လေပြုတ်ပြင်လို့ရခဲ့သည်ရှိတော့လဲစစ်မှန်တော့စန္ဒလူတိုင်းကျင်ထဲမှာမရှိတော့ဘူးအဟောင်းကအဟောင်းပဲအစ်စ်ပြန်ဖြစ်မလာတော့မာမေအုတ်တုံးကြီးကဒီအထက်ဟွာနေပြီးတော့ကြာလိုက်တဲ့ဟာဒီပေါ်မှာကြာတာအဲ့ဒါဒီနောက်ဖက်နဲ့နောက်ဖက်ကတော်ဆိုးတယ်ဆိုရင်ဘုရားတော်မှာအောင်မြင်တဲ့ပြုတ်နေအောင်မြင်